Doom scrolling ကိုရပ်တန့်ခြင်းပါသလား။သင်အိတ်ဆက်ခြင်းဆိုင်ရာနီးပြတူလိုအပ်နေတာချင်နိုင်ပါတယ်။အစင်အလာအရတော့အိတ်ဆက်ခြင်းဆိုင်ရာနီးပြတွေဟာကလေးငယ်တွေကိုပဲကုသပေးလိရှိပါတယ်။ဒါပေမဲ့အခုအခါမှာတော့စိုးရိမ်ပူပန်မှုများပြီးဖုံးမြတ်နေပြင်းနဲ့မခွာနိုင်တဲ့လူကြီးတွေဟာဖြူစုဆောင်ရှောက်မှုပိုလိုအပ်လာတဲ့သူတွေဖြစ်လာပါတယ်။တညကို4နာရီပဲအိတ်လိရှိတယ်လို့လူသိများတဲ့မာဂရက်သက်ချာကအိတ်ဆက်ချေဆိုတာလူပြောဒီအတွက်ပဲလို့ပြောခဲ့ဘူးတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့တကယ်တော့အိတ်ဆက်ချေဟာအလုပ်တစ်ခုလိုပါပဲ။ဖုံးကိုချထားဖို့ကိုရေးခိုတာဒါမှမဟုတ်နိုင်ငံရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေကိုဖယ်ထားဖို့ဆိုတာစီကံရှိဖို့လိုပါတယ်။စစ်မှန်တဲ့အပန်းပြေမှုရရှိဖို့အတွက်လေ့ကျင့်မှုတွေလိုအပ်ပါတယ်။အိတ်ဆက်ချင်းဆိုင်ရာနီးပြတွေဟာအရင်ကမွေးကင်းစကလေးငယ်တွေနဲ့ပင်မနွမ်းနယ်နေတဲ့သူတို့ရဲ့မိဘတွေကိုပဲအဓိကကုသပေးခဲ့တာပါ။ဒါပေမဲ့မကြခင်မှအိတ်ဆက်ခြင်းနဲ့ပတ်သက်တဲ့စိုးရိမ်ပူပန်မှုတွေမြင့်တက်လာတာနဲ့အမျှလူကြီးတွေဟာလည်းသူတို့ရဲ့အလေးအထားတွေအတွက်အကူအညီလိုအပ်နေပြီဆိုတာသိလာကြပါတယ်။2023ခုနှစ်က Gallup စစ်တမ်းတစ်ခုအရအမေရိကန်လူမျိုး58%ဟာပိုပြီးအိတ်ဆက်ရရင်ပိုနေကောင်းမယ်လို့ထင်ကြကြောင်းသိရှိရပါတယ်။ဒါဟာ2030ခုနှစ်က43%ထပ်ပိုများလာတာပါ။စစ်တမ်းကောက်ယူသူတွေက4ပုံကန်ထပ်ပုံမှန်အကြံပြုထားတဲ့8နာရီဒါမှမဟုတ်ထိုးထပ်ပိုပြီးအိတ်ဆက်ရတယ်လို့ဖြေဆိုကြသလိုလွန်ခဲ့တဲ့10နှစ်က34%ထပ်လျော့နေသွားတာဖြစ်ပါတယ်။အိတ်ဆက်ချင်းဆိုင်ရာကျွမ်းကျင်သူတွေဟာလူကြီးတွေအနေနဲ့နိုးလာတဲ့အခါလမ်းရွှမ်းမှုကိုခန်းစားစေမဲ့သူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ဖို့အတွက်အခွင့်အရေးကိုအယူနေကြပါတယ်။ Wired Magazine ဟာကလေးတွေနဲ့နှစ်အတော်များအလုပ်လုပ်ခဲ့ပြီးနောက်မှာအခုအခါမှာလူကြီးတွေအတွက်ပါဝန်ဆောင်မှုပေးနေတဲ့အိတ်ဆက်ချင်းဆိုင်ရာအတိုင်ပင်ခံတဦးနဲ့စကားပြောခဲ့ပါတယ်။သူမကကောင်းမွန်စွာအိတ်ဆက်နိုင်ဖို့အတွက်နေ့ဘက်နဲ့ညဘက်အလေးအထားတွေကိုပြောင်းလဲပြဖို့လုံးဝဖြစ်နိုင်တယ်လို့ဆိုပါတယ်။ဒီညကစပြီးဘာလို့မစတင်ကြည့်နိုင်ရမှာပါလဲ။ပုံမှန်အားဖြင့်လူကြီးတဦးဟာကျမစီကိုအချက်နှစ်ချက်ထဲကတစ်ခုခုနဲ့ရောက်လာတတ်ပါတယ်။ပထမတစ်ခုကတော့ဘဝရဲ့အဓိကချစ်စဉ်တစ်ခုခုအလုတ်ခွင်ကစိတ်ဖိစီးမှုခလေးရတာမိဘတဦးဆုံးရှုံးတာမျိုးဒါမှမဟုတ်အချစ်လစ်လန်းခွဲရတာမျိုးဒါတွေကသူတို့ရဲ့စနစ်ကိုမတေးမငြိမ်ဖြစ်စေပါတယ်။အိတ်ဆက်ခြင်းဟာအမြဲတမ်းပထမဆုံးထိခိုက်ပျက်စီးတဲ့အရာပါ။ဒုတိယတစ်ခုကတော့သူတို့မှာနာရာခြင်းပုံစံတစ်ခုရှိနေတာပါ။ငယ်စဉ်ကပဲအိတ်ဖို့တကယ်ခက်ခဲခဲ့ပြီးအဲ့ဒါကသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာလိုဖြစ်နေတာပါ။သူတို့ကအရာအလုံးကိုစမ်းသပ်ကြည့်ပြီးမှကျမကအိတ်မပျော်တဲ့ယောဂရှိသူပါလို့ပြောကြပါတယ်။ဒီအချက်နှစ်ချက်လုံးမှာသူတို့အယမ်းပင်ပန်းနေကြပါတယ်။ကျမညစာစားဆိုင်တွေမှာလူတွေနဲ့ဆုံရင်သူတို့ကအိုးကျမမှာမေးခွန်းတိုလေးတစ်ခုရှိတယ်။ကျမမအိပ်ရတာ16နှစ်ရှိပြီလို့ပြောလာကြလို့ကျမအမြဲတမ်းရည်မိပါတယ်။ကျမကအိတ်ဆက်ချင်းဆိုင်ရာအတိုင်ပင်ခံလုပ်လာတာနှစ်အနည်း10ရှိပါပြီ။ခလေးကျမ်းမာရေးစိတ်ပညာမာစတာဘွဲ့ရပြီးနောက်မှာခလေးအိတ်ဆက်ချင်းလုပ်ငန်းကိုစတင်ခဲ့ရလား။မိဘများစွာနဲ့အလုပ်လုပ်ရင်းအဖြစ်များပြဿနာတစ်ခုကိုတတိထားမိလာပါတယ်။ခလေးတွေရဲ့အိတ်ဆက်ချင်းပြဿနာကမိဘတွေကိုကွာရှင်းရမယ့်အခြေအနေအထိသုံးပို့နေတာပါ။ခလေးတွေကိုကောင်းမွန်စွာအိတ်တက်အောင်သင်ပေးပြီးနောက်မှာမိဘတွေကခလေးမရခင်ကရှိခဲ့တဲ့အလေးအကျင့်ဟောင်းတွေကြောင့်ဒုက္ခရောက်နေတော့မှာပဲ။အဲ့ဒီအချိန်မှာကျမကလူကြီးတွေကိုလည်းကူညီဖို့လိုအပ်တယ်ဆိုတာသဘောပေါက်သွားပါတယ်။အုပ်စုတွေခွဲထားတာရှိပါတယ်။အိတ်ဖို့ခက်ခဲတဲ့သူဒါမှမဟုတ်ညဘက်နိုးလာရင်ပြန်အိတ်ဖို့ခက်ခဲတဲ့သူဒါမှမဟုတ်နှစ်ချက်လုံးဖြစ်နေတဲ့သူတွေရှိပါတယ်။အဲ့ဒါကကျမရဲ့အလုပ်ပါပဲ။ညဘက်မှာလူတစ်ယောက်ကိုဘာကနိုးစေနေတယ်လဲဆိုတဲ့လေဝက်ချက်ကိုဖော်ထုတ်ဖို့ပါ။အခက်ခဲဆုံးအမှုဒီမှာညဘက်အလဲထတွေကိုပဲအာယုံစိုက်ပြီးနေ့ဘက်မှာဘာတွေဖြစ်နေတာလဲဆိုတာကိုထိန်ချိန်ထားတဲ့သူတွေရှိပါတယ်။ကျမရဲ့အမှုတအူးကနေ့တော်များညဘက်ကောင်းကောင်းမအိပ်နိုင်ခဲ့ပါဘူး။နောက်မှတီးလိုက်ရတာကသူကတနေ့လုံးဘာမှမစားဘဲညကြမှာကယ်လိုရီအများကြီးစားတာပါ။ဒါကြောင့်သူကစားဖို့အတွက်ခဏခဏနိုးနေလား။အဲ့ဒါကသူ့ရဲ့စနစ်တစ်ဆက်လုံးကိုကမောက်ကရာချစ်စေတာပါ။နောက်ထပ်အမှုတအူးကတော့လေ့ကျင့်ခန်းအမြဲလုပ်ပြီးတနေ့ကိုရေအောင်းစ်နေကလောက်တောက်တဲ့အမျိုးသမီးတအူးပါ။သူမကနိုင်တိုင်းစီတွားဖို့နိုးနေရတာကိုတတိမထားမိပါဘူး။ကျမတို့သူမတောက်တဲ့ရေပမာဏကိုရှော့ချခဲ့ရပြီးတက်မှတ်ထားတဲ့အချိန်တစ်ခုနောက်ပိုင်းရေမတောက်ဖို့တားမြစ်ခဲ့ရပါတယ်။တချို့လူတွေဆိုရင်ပုံမှန်အလုပ်လည်းမလုပ်နိုင်တော့ပါဘူး။မိခင်တဦးပါ
ကျမခလေးကိုကားပေါ်တင်ပြီးထိန်ခိုက်ခွဲပတ်ဖို့မိသွားတယ်ဒါမှမဟုတ်ကျမရဲ့တော့တွေကိုရေဟစ်သေးသေးထဲထားမိတယ်လို့ကျမကိုသိအောင်ပြောခဲ့ပါတယ်ကျမအခြေခံကစပါတယ်အိတ်ဆက်ချင်းဆိုင်ရာတန်ရှင်းရေးတွေကိုလောက်ကိုက်ပေမဲ့အဲ့ဒါတွေက Google မှာရှာလို့ရတဲ့အရာတွေပါအခန်းကိုမောင်းနေအောင်လုပ်ဖို့အိတ်ဆက်ချင်းနိဗ္ဗာန်ဘုံတစ်ခုဖန်တီးဖို့စတာမျိုးလူများစုကသူတို့မှာအစီအစဉ်ကောင်းတွေရှိတယ်လို့ထင်ပေမဲ့သူတို့ရဲ့အလေးအထားတို့ပတ်ဝန်းကျင်တို့ကသူတို့ကိုစန့်ကျင်နေတတ်ပါတယ်အဲ့ဒီနေရာမှာနီးပြပေးခြင်းကအထောက်အကူဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့သူတို့လွဲချော်နေကြတာကိုကျမကမြင်နိုင်လို့ပါလူတွေဟာသူတို့ကိုပြန်ပြောနေတဲ့ပုံမြင်တွေရှိပါတယ်ယူလို့ဆိုရင်ငါအိတ်ရင်အလုပ်ကိုကြိုးဆဆမလုပ်ရတာရောက်မယ်ဒါမှမဟုတ်ငါကငယ်သေးတာပါအိတ်ဆက်ဖို့အများကြီးလိုအပ်တယ်လို့ဆိုတာမျိုးအိတ်ဆက်ချင်းပပပြီးနာပတပညာတစ်ခုကိုပြန်ပြောဆိုနိုင်မယ့်အသစ်တစ်ခုကတော့ဘာဖြစ်နိုင်ပါလဲအဲ့ဒီကနေကျမကနေစဉ်မှတ်တမ်းရေးဖို့တိမီဆိုင်ရာအပြုအမူကုသမှုနည်းပညာတွေစိတ်ပိုင်းဆိုင်ရာပြုပြင်မှုတွေအသက်ရှူလေ့ကျင့်မှုတွေကိုအသုံးပြုပါတယ်ပုံမှန်အားဖြင့်ကျမကလူတစ်ယောက်ကို3လကာလအတွင်း12ကြိမ်လောက်တွေ့ပါတယ်။ဂျားထဲချောင်းလက်ခိုင်မှာလေဖုံးကနေစားပို့ပြီးအခြေအနေကိုစောင့်ကြည့်ပေးပါတယ်။အချိန်တော်တော်များများမှာသူတို့ရဲ့တငယ်ချင်းတွေနဲ့အလုပ်ဖော်တွေကသူတို့အိတ်မပြောတဲ့အကြောင်းနားထောင်ရကညင်းငွဲလာပြီးဂယုမဆိုင်တော့ပါဘူး။ကျမကတော့ဂယုမဆိုင်တဲ့သူမဟုတ်ပါဘူး။ကိုအဖြစ်တင်ဝေဖန်ခြင်းဟာအိတ်ဆက်ခြင်းကိုတက်ဖြစ်တဲ့အရာပါ။ညဘက်နိုးလာတဲ့အခါငါတော့ကြာရှုံးနေပြီမနှက်ဖြန်ကောင်းကောင်းဖြတ်သန်းနိုင်ဝမဟုတ်တော့ဘူးလို့တွေးမိတတ်ပါတယ်။ဒါပေမဲ့အိတ်ဆက်ခြင်းဟာမွေးရပါအခွင့်အရေးပါ။ဒါဟာရှင်သန်ဖို့အတွက်ကျမတို့လုပ်ရမယ့်အရာတစ်ခုပါ။ကျမတို့ဟာဖုံးမြက်နေပြင်တွေလူမှုကွန်ရက်တွေအမြဲတမ်းတက်နေတဲ့အတိပေးချက်တွေနဲ့ doom scrolling တွေကြောင့်စိတ်လုံရှားမှုများအလွန်များစေပါတယ်။ဒါတွေကကျမတို့ရဲ့အုံနှုတ်ထဲမှာ cortisol လို့ခေါ်တဲ့ adrenaline ဓာတ်တွေကိုပြည့်ရှံသွားစေပြီးစိုးရိမ်ပူပန်မှုရှိတဲ့အသွေးတွေကိုဆက်လက်ဖြစ်စေပါတယ်။ကျမတို့အများစုကငယ်စဉ်ကကိုဘလို့ပြန်ချောရမလဲဆိုတာကိုအသိမသိခဲ့ကြပါဘူး။ယူရိုဆိုရင်တင်ကအိယာခက်ခဲတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ရင်တို့ဒါမှမဟုတ်မိဘတွေနဲ့အတူအိယာခဲ့ရင်တို့ပါ။လူကြီးဖြစ်တဲ့အခါဒါကပိုခက်ခဲတဲ့လုပ်ငန်းတစ်ခုဖြစ်သွားပါတယ်။လူများစုကဖုန်းကိုကောက်ကင်ပြီး doom scrolling လုပ်ကြပါတယ်။သူတို့ရဲ့တကယ်ခံစားချက်ကိုရင်ဆိုင်မဲ့အခြားအဲ့ဒီခံစားချက်ကိုဖုံးခွဲခြင်းကြတာပါ။အဲ့ဒီနောင်နှင်းတွေကိုရှောက်ကြည့်ရတာပါ။အဲ့ဒါကတင်ရဲ့စိုးရင်ပူပန်မှုကိုမီးဆက်နဲ့ထိုးလိုက်တယ်လို့ဖြစ်သွားပါတယ်။ကျမအမြဲတမ်းပြောလို့ရှိတာကတတ်မှတ်ထားတဲ့စိုးရင်ပူပန်ချိန်ထားကြရအောင်လို့ပါ။လူတွေစီကစိုးရင်ပူပန်မှုကိုကျမအလားတင်မလူယူပါဘူး။စိတ်ကြိုက်စိုးရင်ပူပန်ဖို့နားရီတစ်ခုအချိန်ပေးပါမယ်။အကုန်လုံးထုတ်ပြစ်လိုက်ပါ။ညဘက်နိုးလာပြီးအိမ်လာစားပြီးလို့ပေးရမလဲ။ကဘာပေါ်မှာဘာတွေဖြစ်နေတယ်လဲလို့စတင်တွေးမိတဲ့အခါတိလားဒါကအဲ့ဒီအကြောင်းတွေးရမယ့်အချိန်မဟုတ်သေးဘူးလို့ကိုပြန်ပြောနိုင်ပါတယ်။တချို့လူတွေကအိုးဒါကဖြစ်နေတာကြာလာပြီးထားလိုက်ပါတော့လို့ပြောကြပါတယ်။ဒါပေမဲ့ကျမတို့ဟာကျမတို့ရဲ့အခြေအနေတွေကိုအိတ်ဆက်ခြင်းကိုပြောင်းလဲပြဖို့အပြည့်စုံစွမ်းနိုင်ပါတယ်။ဘယ်တော့မှနောက်မကြသေးပါဘူး။